အလုရှင်တယောက်ဟာသူငားရမ်းထားတဲ့လူကဘာလို့တိတ်ဆိတ်သွားရတာလဲဒါဟာငွေကြေးအတွက်မဟုတ်ပါဘူးကိုရေးကိုတာအညိုးတေးလည်းမရှိပါဘူးဘာလို့လဲဆိုတော့သူငားရမ်းထားတဲ့လူဟာလူသက်သမားမဟုတ်ပဲတင်မင်းရဲ့ပုံရိပ်ကြောင့်ပါသူဟာဘသူ့ကိုမှတုံ့ပြန်မှာမဟုတ်သလိုသူသတ်မှတ်ထားတဲ့အမိန့်ကိုချိုးဖောက်ဖို့ဘသူ့ကိုမှဘယ်တော့မှခွင့်မပြုပါဘူးသူ့ရဲ့ရည်မှန်းချက်ကသူ့အလုရှင်ဆုံးရှုံးသွားတဲ့ဒေါ်လာ2 သန်းတန်ငွေသားကိုပြန်လည်ရယူဖို့ပါဒါပေမဲ့မူရစ်စေဝါရောင်းဝယ်သူတွေကြားအကြမ်းဖက်ပလိပခတ်တစ်ခုအပြီးမှာငွေတွေကိုချန်ထားခဲ့ပြီးမော့ဆိုတဲ့အငိမ့်စားလူတစ်ယောက်ကကောက်ယူသွားခဲ့ပါတယ်သူ့ဇနီးကိုပိုကောင်းတဲ့ဘဝတစ်ခုပေးဖို့အတွက်ငွေကိုအသုံးပြုဖို့မျှော်လင့်ချက်နဲ့ပါမော့စ်ကယူသွားပေမဲ့သူယူလိုက်တာနဲ့အန်နန်ကသူ့ကိုမှတ်သားထားပြီးသားပါခြေရာခံကိရိယာတစ်ခုကိုအသုံးပြုပြီးအန်နန်ကသူ့ကိုမိုဒယ်တစ်ခုစီခြေရာခံခဲ့ပါတယ်ဒါပေမဲ့မော့စ်ကတော့တတိထားပါတယ်သူကပထမဆုံးအခန်း138ကိုငားပြီးပိုက်ဆံတွေအပြည့်နဲ့ခီးဆောင်အိတ်ကိုလေဝင်ပေါက်ထဲမှာဝတ်ထားလိုက်ပါတယ်မော့စ်ဈေးဝယ်ပြီးပြန်လာတော့သူ့ခန်းထဲကမီးလင်းနေတာကိုတတိထားမိလိုက်ပါတယ်သူကချက်ချင်းပဲတင်းနဲ့ဆိုင်ကိုသွားပြီးတင်းနဲ့ပြောင်းတို့တလက်နဲ့ခောက်သိမ်းလို့ရတဲ့တုတ်တစ်ချောင်းဝယ်လိုက်တယ်မိုဒယ်ကိုပြန်ရောက်တော့138နောက်ကအခန်းတစ်ခန်းကိုငားလိုက်တယ်လေဝင်လေထွက်စနစ်ကိုအသုံးပြုပြီးခီးဆောင်အိတ်ကိုချိတ်ပြီးသူ့ရဲ့အခန်းတစ်ထဲကိုဆွဲထည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲအန်နန်ကအခန်း138အပြင်ကိုရောက်လာတယ်အတင်းကျပ်ဝင်သွားမဲ့အစားအနီးနားကအခန်းတစ်ခန်းကိုငားပြီးအခန်းပြင်ဆင်ကိုလေးလာပြီးသူ့ရဲ့ချင်းကပ်ပုံကိုလေ့ကျင့်တယ်အရာအလုံးအဆင်သင့်ဖြစ်တာနဲ့အန်နန်ကသူ့လက်နက်ကိုထုတ်ပြီးဖိနက်တွေကိုချွတ်လိုက်တယ်ဒါတက်ယုံတွေမှာအသုံးပြုတဲ့ကြီးစံတင်နက်ကိုကင်ပြီးတကားစီလျှောက်သွားတယ်သူကခြံဝင်းကိုချိန်လိုက်တယ်မကြခင်မှာပဲကျန်တဲ့လူနှစ်ယောက်ကိုတက်လိုက်တယ်သွေးဆုံးနေတဲ့သူ့ခြေအိတ်တွေကိုလွင့်ပစ်ပြီးအန်နန်ကအခန်းထဲမှာရှာဖွေပေမဲ့ခီးဆောင်အိတ်ကိုမတွေ့ဘူးလေဝင်လေထွက်ကိုဖွင့်လိုက်တဲ့အခါထူးခြားတဲ့အမှတ်အသားနှစ်ခုကိုတတိထားမိပြီးပိုက်ဆံတွေယူသွားတယ်ဆိုတာသဘောပေါက်သွားတယ်အခန်း138မှာရှိတဲ့အမျိုးသားတွေဟာတကယ်တော့မော့စ်ကိုချောင်းမြောင်းနေတဲ့မူရစ်စေဝါရောင်းဝယ်သူတွေပါဒါပေမဲ့သူတို့ဟာအဆုံးမှာတော့အပြစ်ပုံချခံရတဲ့သူတွေဖြစ်ခဲ့ကြပါတယ်အလုရှင်ကအန်နန်ကိုလုံးဝယုံကြည်ခဲ့တာမဟုတ်ပဲတခြားတစ်ယောက်ကိုတိတ်တဆိတ်ငားရမ်းပြီးငွေရှာခိုင်းခဲ့ပါတယ်ဒါကအန်နန်ရဲ့ကျင့်ဝတ်ကိုချိုးဖောက်ပြီးသူ့အလုရှင်ကိုတက်ရတဲ့အကြောင်းရင်းဖြစ်လာပါတယ်တစ်ချိန်တည်းမှာပဲမော့စ်ကတခြားမိုဒယ်တစ်ခုကိုထွက်ပြေးသွားပါတယ်သူ့ဒီနေရာကိုဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပါတယ်ခီးဆောင်အိတ်ကိုလန်လောကြည့်တော့ဒေါ်လာ100စီကိုတွေ့ပြီးခြေရာခံကိရိယာကိုတွေ့ရှိခဲ့ပါတယ်လင်းလက်နေတဲ့မီးတွေမြင်လာတဲ့အခါလူသက်သမားကနီးကပ်နေပြီဆိုတာသူသဘောပေါက်သွားပါတယ်သူ့တင်နက်ကိုဆွဲယူပြီးမီးတွေကိုပိတ်လိုက်ပြီးတကားကိုချိန်ရွယ်လိုက်တဲ့အချိန်မှာအန်နန်ကလျှက်စစ်တပ်အားကိုဖျက်တောက်လိုက်ပါတယ်မော့စ်ကပြတင်းပေါက်ကနေခုန်ထွက်ပြီးထွက်ပြေးသွားပေမဲ့အန်နန်ကပစ်တက်လိုက်ပါတယ်ဖျက်သွားတဲ့ကားတစ်စီးကိုတားဆီးနိုင်ခဲ့ပါတယ်ကျွန်တော်ကိုဒီကနေမောင်းထုတ်ဖို့လိုအပ်ပါသလားဒဏ်ရာရပြီးကျန်းနှံ့စွာဒဏ်ရာရနေတဲ့မော့စ်ဟာလူသက်သမားနဲ့ရင်ဆိုင်ရမယ်ဆိုတာသဘောပေါက်ပြီးမောင်းထွက်သွားပါတယ်မဟုတ်ရင်ပိုက်ဆံကိုဘယ်တော့မှမသုံးနိုင်တော့ဘူးဆိုတာသိလိုက်ရပါတယ်လမ်းဘေးမှာကားတစ်စီးနဲ့ဝင်တိုက်မိပြီးကားပေါ်ကစင်းကလမ်းတစ်ဖက်မှာခြုံခိုတိုက်ခိုက်ခဲ့ပါတယ်အန်နန်အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိပြီးခြေရာတွေကျန်ရစ်ခဲ့တဲ့လမ်းကြောင်းတိုင်းလိုက်သွားတဲ့အခါ